လိုပင်ကူမျိုးကိုက်ခံရပြီဆိုရင်အရင်ဆုံးအဲ့နဲ့ထိုးသလိုခံစားရတတ်တယ်ပြီးတော့15မိနစ်ကနေတနာရီအတွင်းမှာကြွက်သားတွေအရင်နာကျင်းလာမယ်ပြုတ်အန်ခြင်းစိတ်ဖြစ်လာမယ်ကြွက်တက်မယ်အသက်ရှူရခတ်လာမယ်ပြီးတော့ဒီလိုပင်ကူတွေရဲ့ထူးခြားချက်ကအမတွေကအထီးတွေကိုမိတ်လိုက်ပြီးတာနဲ့စားလေရှိတာပါပဲအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့တုတလွင်မြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့စိတ်ပြင်းပါတယ်ဆိုတဲ့ပင်ကူတွေအကြောင်းကိုရှာဖွေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်The yellow set spider ဒီပင်ကူလေးတွေကအရေရောက်ပြီးရင်တော့လက်မဝက်ထွက်ဖို့မကြည့်ပါဘူးသူတို့ကတဲ့ရွက်တွေအောက်ခဲကြောက်တွေအောက်မြက်ခင်းတွေထဲမှာဘိုးချီပြုံလေးတွေစောက်ပြီးတော့နေတတ်ပါတယ် Yellow set spider လို့ခေါ်တဲ့ဒီပင်ကူမျိုးကအမေရိကမက္ကဆီကိုတောင်အမေရိကတို့မှာအများဆုံးတွေ့ရတတ်ပါတယ်သူတို့ကအစိပ်ပြင်းတဲ့ပင်ကူတွေဖြစ်ပြီးတော့တစ်တော်တွေဥယျာဉ်တွေတစ်ခါတလေအိမ်တွေထဲမှာပါတွေ့ရတတ်ပါတယ်ဒီပင်ကူရဲ့အစိတ်ကဆဲတွေကိုပျက်စီးစေတဲ့အစိတ်ဖြစ်ပြီးတော့အရေပြားမှာအနက်ဖေးတက်တာအသားပုတ်တာတွေဖြစ်စေနိုင်ပေမဲ့ဒါမျိုးကရှားပါတယ်အများစုကတော့ကိုက်တဲ့နေရာမှာနီရဲရောင်ရမ်းတာပဲဖြစ်တတ်ပါတယ်ဒီပင်ကူတွေကညဘက်မှာအထူးအဆွမ်းပြပါတယ်သူတို့ကပင်ကူအိမ်မှာထိုင်ပြီးစောင့်မဖမ်းပါဘူးညဘက်မှာအစာရှာထွက်ဖမ်းပါတယ်နာမည်အတိုင်းအဝါရောင်ဒါမှမဟုတ်အညိုနုရောင်ရှိပြီးတော့ခြေထောက်အမေးယိုခန္ဓာကိုယ်မှာအညိုရောင်အဆင်းတွေပါပါတယ်သူတို့ကကြမ်းတမ်းတဲ့ပင်ကူတွေမဟုတ်ပေမဲ့လို့ဥတွေကိုကာကွယ်ဖို့အတွက်ဒါမှမဟုတ်ချောက်လန့်ခံရပြီဆိုရင်တော့လူကိုကိုက်တတ်ပါတယ် Wood spider ဒီပင်ကူတွေကိုဝင်းပလွေလို့ခေါ်တာကသားကောင်ကိုလိုက်ဖမ်းပုံကတကယ်ဝင်းပလွေတစ်ကောင်လိုမျိုးပါပဲမြောက်အမေရိကမှာမျိုးစိတ်125မျိုးလောက်ရှိပြီးဥရောပမှာဆိုရင်အမျိုး90လောက်ရှိပါတယ်တချို့မျိုးစိတ်တွေဆိုရင်အာတိတ်ဆက်ဝိုင်းအထက်မှာတော့နေနိုင်တဲ့အထိခံနိုင်ရရှိပါတယ်ရွယ်စားအဖြစ်တော့အလက်စားကနေအနှဲငယ်ကြီးတဲ့အထိရှိတတ်ပြီးအကြီးဆုံးမျိုးစိတ်ဆိုရင်2လက်မလောက်ထိရှိနိုင်ပါတယ်အများစုကအညိုရောင်နက်နက်နဲ့ကိုယ်တည်းကြီးမားပြီးအမွေးထူထူတွေနဲ့ဖြစ်ပါတယ်ခြေထောက်တွေကလည်းထူပြီးတော့တန်မာတောင်တင်းပါတယ်ဒါကြောင့်သူတို့ကိုမြင်ရင်ကြောက်စရာကောင်းတယ်လို့ထင်ရတာပေါ့သူတို့ကမျက်ခင်းတွေကြောက်တုံးတွေအောက်တိရွက်အမိုက်ပုံတွေအောက်မှာပုံနေတတ်ပါတယ်အခါတလေအိမ်တွေကိုလည်းဝင်လာတတ်ပါတယ်အထူးသဖြင့်ပိုးမွားတွေရှိတဲ့နေရာတွေဆိုရင်ဝင်လာဖို့အခွင့်အလမ်းပိုများပါတယ်ဒီပင်ကူတွေကသူတို့ကိုအန္တရာယ်ပေးမယ်ထင်ရင်လူကိုယ်တော်ကိုက်တတ်ပါတယ်အဆိပ်ရှိတယ်ဆိုပေမဲ့လူတွေအတွက်တော့သိပ်ပြီးအန္တရာယ်မရှိပါဘူးကိုက်တဲ့နေရာမှာနာကျင်မှုကပြားတုပ်တဲ့လောက်ပါပဲရရန်နာအနှဲငယ်ရောင်ရမ်းတာမျိုးဖြစ်နိုင်ပေမဲ့သိပ်ပြီးစိုးရိမ်စရာမလိုပါဘူးဒါပေမဲ့လူတွေကဒီပင်ကူတွေကိုရမ်းကြောက်ကြပါတယ်အကြောင်းကတော့သူတို့ရဲ့အပြေးမြန်တဲ့ပုံနဲ့ကြောက်စရာကောင်းတဲ့အသွင်သဏ္ဍာန်အကြောင်းပါတကယ်တမ်းမှာတော့ဒီပင်ကူကိုက်ခံရတာထက်သူတို့ကိုမြင်ပြီးတော့ကြောက်ရတာကပိုများနေတတ်ပါတယ် Black Widow Spider ဒီပင်ကူကအမေရိကန်မှာဆိုရင်တစ်နှစ်ကိုလူ2500ကျော်အစိတ်သင့်စေတဲ့အထိအန္တရာယ်ရှိပါတယ်ကနေဒါအမေရိကမက္ကဆီကိုနဲ့တောင်အမေရိကတို့မှာလည်းတွေ့နိုင်ပါတယ်သူတို့ကတစ်ပုံတွေမြေတွင်းတွေခြုံပုတ်တွေထဲမှာနေတတ်ပြီးတော့ပင်ကူမြင်ဖြာပြီးတော့အမဲလိုက်တတ်ကြပါတယ်အမတွေကတောက်ပြောင်တဲ့အမဲရောင်ရှိပြီးဝမ်းပိုက်အောက်ဘက်မှာအနီရောင်ဒါမှမဟုတ်အဝါရောင်နာရီတဲ့အမှတ်သားပါပါတယ်အရွယ်စားကတလက်မ 2.5 cm လောက်ရှိပါတယ်ကြီးတွေကကြတော့အမတွေထက်အရန်သေးပြီးတော့ဝမ်းပိုက်ဘေးမှာအနီနဲ့အဖြူစင်းတွေပါပါတယ်ဒီပင်ကူတွေရဲ့ထူးခြားချက်ကတော့အမတွေကအကြီးတွေကိုမိတ်လိုက်ပြီးတာနဲ့စားလေရှိတာပါပဲကိုက်ခံရပြီဆိုရင်အနည်းဆုံးအနဲ့ထိုးသလိုခံစားရတတ်တယ်ဒါပေမဲ့15မိနစ်ကနေတနာရီအတွင်းမှာကြွက်သားတွေအရန်နာကျင်းလာမယ်ပြုတ်အန်ခြင်းစိတ်ဖြစ်လာမယ်ခါးနဲ့ဝမ်းပိုက်တစ်ဝိုက်မှာကြွက်တက်မယ်အသက်ရှူရခတ်လာမယ်စေးပညာအခေါ်အဝေါ်ရဒိုင်ယာဖရက်ကြွက်သားထုံသွားတာလို့ပြောလို့ရပါတယ်တည်စီနိုင်လားဆိုတော့ကလေးငယ်တွေတက်ကြီးရွယ်တွေအတွက်အန္တရာယ်ရှိနိုင်ပေမဲ့အမေရိကမှာဒီပင်ကူကိုက်လို့တည်ဆုံးရတဲ့မှတ်တမ်းတော့မရှိသေးပါဘူးစေကူတာမှုခံယူရင်အများစုကပြန်ကောင်းသွားတတ်ပါတယ်ဒီပင်ကူကိုလက်နဲ့မြင်ရင်လက်နဲ့မကင်ပဲရှောင်သင့်ပါတယ်အထူးသဖြင့်သူတို့ရဲ့ပင်ကူမြင်တွေကိုမနှောက်ယှက်မိဖို့အရေးကြီးပါတယ်တကယ်လို့ကိုက်ခံရပြီဆိုရင်တော့ချက်ချင်းစေကူတာမှုခံမှုလိုပါတယ်Poecilotheria metallica spider နံပါတ်9နေရာမှာတော့ဒီနာမည်ကြီးတဲ့အကြီးဆုံးဖြစ်ုံနေမှာကပဲတခုတည်းသောမျိုးစိတ်ဖြစ်တဲ့ Goticephala ornamental spider ပင်ကူကရပ်တည်နေပါတယ်ဒီပင်ကူကကမ္ဘာပေါ်မှာအလှပဆုံး tarantula မျိုးစိတ်တွေကတစ်ကောင်ဖြစ်ပါတယ်တခြားသေးငယ်တဲ့ပင်ကူတွေနဲ့မတူဘဲ tarantula တွေမှာအောက်ဘက်ကိုတိုးဆိုင်နိုင်တဲ့သွားတွေရှိပြီးသားကောင်ကိုညှက်ဖမ်းရမယ့်အစားတိုးဖောက်ဖမ်းဆီးတတ်ပါတယ်ပုံမှန် tarantula ကိုက်ခံရတဲ့အခါမှာ
နှကြဲကောင်ကြိုက်ခံရတာလောက်နာကျင်ပေမဲ့ဒီကောင်တွေကြိုက်ခံရပြီဆိုရင်တော့အလွန်ပြင်းထန်တဲ့နာကျင်မှုကိုဖြစ်စေမှာဖြစ်ပါတယ်လူကိုတည်စင်နိုင်တဲ့အစိတ်မဟုတ်ပေမဲ့လို့ကြိုက်ခံရရင်ပြင်းထန်တဲ့နာကျင်မှုကြွက်သားတွေဆက်ချင်းတောင့်ချင်းတွေဖြစ်နိုင်ပါတယ်ဒါ့အပြင်သူ့ရဲ့ကြီးမားတဲ့သွားတွေကနှက်ဆိုင်တဲ့ဒဏ်ရာတွေဖြစ်စေမှာဖြစ်ပြီးဒုတိယကူးစက်ရောဂါတွေပါဖြစ်စေနိုင်ပါတယ်သေဆုံးမှုမှတ်တမ်းတွေမရှိသေးပေမဲ့အစိတ်ပြင်းတဲ့ကောင်ကြိုက်ခံရပြီဆိုရင်တော့အသက်အန္တရာယ်ရှိနိုင်တဲ့ပြင်းထန်ဓာတ်မတည့်မှုမျိုးတွေရှိနိုင်ပါတယ် Brown Widow Spider ဒီပင်ကူတွေကို Brown Button Spider, Grey Window နဲ့ Geometric Button Spider ဆိုပြီးတော့မျိုးမျိုးခေါ်ပါတယ်မူလကတော့အာဖရိကမှာပေါက်ဖွားတာလို့သိရပေမဲ့ပထမဆုံးတွေ့ရှိရတာကတောင်အမေရိကကနေပါအခုဆိုရင်တခြားနိုင်ငံတွေမှာကျူးကျော်မျိုးစိတ်ဖြစ်ပြန့်နှံ့နေပါပြီကယ်လီဖိုးနီးယားတောင်ပိုင်းကာရစ်ဘီယန်ဒေသဂျပန်တောင်အာဖရိကမဒါဂတ်စကာနဲ့ဩစတြေးလျတို့မှာဒီပင်ကူတွေကိုတွေ့နိုင်ပါတယ်သူတို့ကအဆောက်အုံတွေထဲစားတိုက်တက်တာလိုတင်းကျပ်တဲ့နေရာတွေခြုံပုတ်တွေနဲ့အပင်တွေကြားမှာနေတတ်ပါတယ်အရောင်အားဖြင့်မျိုးမျိုးရှိပြီးတော့အဖျော်စားကနေအနက်နီးပါးထိဝဲပြတတ်ပါတယ် Black Window တွေနဲ့မတူတဲ့အချက်ကတော့သူတို့ဝမ်ပိုက်အောက်မှာရှိတဲ့နာရီတံအမှတ်သားကလေမော်ရောင်ဖြော့တော့ဖြစ်နေတတ်ပါတယ်စိတ်ဝင်စားစရာကောင်းတာကဒီပင့်ကူရဲ့အစိတ်က Black Window ထက်နှစ်ဆပိုပြင်းတယ်ဆိုပေမဲ့သူတို့ကရံမမူတဲ့သဘာဝရှိပြီးကြိုက်တဲ့အခါမှာလည်းအစိတ်အနှဲငယ်ပဲထုတ်ပေးတတ်တာကြောင့် Black Widow လောက်အငြင်းမများဘူးလို့ဆိုနိုင်ပါတယ်ဒါပေမဲ့ကြိုက်ခံရရင်တော့နာကျင်မှုကိုခံစားရနိုင်ပြီးကြက်သားတွေတောင့်တင်းတာပြုတ်အန်ခြင်းစိတ်ဖြစ်တာသက်ရှူတာခတ်တာမျိုးတွေဖြစ်နိုင်တာမို့လို့သတိထားသင့်ပါတယ်အထူးသဖြင့်ကလေးငယ်တွေနဲ့အီမွေးတရိတ်ဆန်တွေကိုဒီပင့်ကူတွေမထိအောင်ဗီယူဆိုင်ပို့ပြပါတယ်တိုက်ခံရရင်စိတ်ကူးတမှုခံယူဖို့လည်းအကြံပေးကြပါတယ်ဒီလိုမျိုးအန်ရီယယ်ရှိတဲ့ပင့်ကူတွေနဲ့ပတ်သက်ပြီးသတိထားရမယ့်အချက်တွေကိုသိထားမယ်ဆိုရင်တော့အန်ရီယယ်ကနေကာကွယ်နိုင်မှာဖြစ်ပါတယ် Redback Spider ဒီတစ်ခါမှာတော့ Redback ပင့်ကူလေးတွေအကြောင်းကိုပြောရအောင်ပါ Black Widow မျိုးရင်းနဲ့တူတဲ့ဒီပင့်ကူကဩစတြေးလျမှာအဓိကတွေ့ရပေမဲ့စပီတီတင်ပို့မှုတွေကနေတဆင့်နယူးဇီလန်ဘယ်လ်ဂျီယံနဲ့ဂျပန်နိုင်ငံတွေအထိပြန့်နှံ့သွားပါတယ်သူတို့ကစပီတီအုပ်စုတွေထဲမှာအိမ်လုံးလေးရှိတာကြောင့်ပါဩစတြေးလျတစ်ခုလုံးမှာဒီပင့်ကူတွေကိုတွေ့နိုင်ပါတယ်အပူဆုံးကန္နာရတွေနဲ့အေးဆုံးတောင်ထုတ်တွေကလွဲရင်နေရာတိုင်းလိုမှရှင်းတန်နိုင်ပါတယ်မြို့ပြဧရိယာတွေမှာလည်းဂိုးတောင်တွေအိမ်တွေလောက်ပြီးတော့နေတတ်ပါသေးတယ်ဒီပင့်ကူကိုသိဖို့လွယ်ပါတယ်အနေရောင်ကြောပေါ်မှာနေရောင်စင်းနဲ့နာရီတဲ့အမှတ်သားပါပါတယ်အမတွေမှာတော့ဒီအမှတ်သားကအထီးတွေထက်ပိုပြီးထင်ရှားပါတယ် Redback ပင်ကိုတွေကရံမစတတ်ပဲအနောက်ရှက်ခံရရင်တေဟန်ဆောင်တတ်ပါသေးတယ်ဒါပေမဲ့ဥတွေကိုကာကွယ်နေတဲ့အမတကောင်ကတော့ကြိုက်ဖို့များပါတယ်ဖနက်ထဲဝင်သွားတာဝေစားထဲမှာညက်မိတာမျိုးတွေကြောင့်လည်းကြိုက်ခံရတတ်ပါတယ်အထီးရောအမပါစိတ်ရှိပေမဲ့အများစုကြိုက်တာကအမတွေကနေပါကြိုက်ခံရသူအယောက်20ရာခိုင်နှုန်းလောက်ကသာအစိတ်တင့်တတ်ပါတယ်အစိတ်က alpha leukotoxin လို့ခေါ်တဲ့အာယွန်ကြောအစိတ်ဖြစ်တာကြောင့်နာကျင်မှုချွေးထွက်တာတွေများတာနှလုံးကုန်မြန်တာပြန်ရည်ကြိတ်ရောင်တာတွေဖြစ်နိုင်ပါတယ်ပင့်ကူကအစိတ်ပမာဏကိုထိန်းညှိပေးနိုင်တာကြောင့်လက္ခဏာပြင်းထန်မှုကဘလောက်အစိတ်ပါဝင်လဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်ဩစတြေးလျမှာတစ်နှစ်ကို Redback ကြိုက်ခံရမှုကြောင့်လူ250ကျော်ကုသခံရပြီးတော့အများစုကအစိတ်ဖြည့်ဆေးသုံးကြပါတယ်။ဒါပေမဲ့ဒီဆေးရဲ့ထိရောက်မှုနဲ့ပတ်သက်ပြီးဆရာဝန်တွေကြားမှာအငြင်းပွားနေကြဆဲပါ။1956ခုနှစ်ကတည်းက Redback ကြိုက်လို့ဒေဆုံးတဲ့ဖြစ်စဉ်မရှိသေးပေမဲ့သတိထားဖို့တော့လိုပါတယ်။ Brown Recluse Spider ဒီကောင်ကတော့အညိုရောင်ပင့်ကူပါ။ဒီပင့်ကူရဲ့အစိတ်ကသွေးကြောနံရံတွေကိုပျက်စီးစေတဲ့အတွက်ကြိုက်ခံရတဲ့နေရာမှာအရေပြားအနာကြီးဖြစ်လေရှိပါတယ်။2013ခုနှစ်လေ့လာမှုတစ်ခုအရတော့သူ့အစိတ်ထဲမှာပါတဲ့ပရိုတင်းတစ်မျိုးက cell amoeba တွေကိုဖျက်ဆီးပစ်နိုင်တယ်လို့သိရပါတယ်။ဒီလိုနဲ့ဖြစ်လာတဲ့အနာကလာပေါင်းများစွာပျောက်ဖို့ကြာတတ်ပြီးမကုသရင်ဘိုးဝင်တာမျိုးတွေအထိဖြစ်နိုင်ပါတယ်။ဒီဆုံးတဲ့အထိဖြစ်တာရှားပေမဲ့အရန်ငယ်တဲ့ကလေးတွေဒါမှမဟုတ်အသက်ကြီးသူတွေမှာအန္တရာယ်ရှိနိုင်ပါတယ်။ဒီပင့်ကူတွေကအမေရိကန်ရဲ့အနောက်နဲ့တောင်ပိုင်းမှာအများဆုံးတွေ့ရပြီးတော့အခုနောက်ပိုင်းမှာမြောက်ပိုင်းကိုပါပြန့်နှံ့လာပါတယ်။အရွယ်စားကတလက်မလောက်ရှိပြီးအညိုရောင်နုနုနဲ့ကြောပေါ်မှာတရောပုံစံအမှတ်သားပါပါတယ်။ဒါကြောင့်လည်းတရောပင့်ကူလို့ခေါ်တာဖြစ်ပါတယ်။သူတို့ကဂူတွေကြွက်တည်နေတဲ့အခေါင်းတွေလူသူမနီးတဲ့အိမ်အမိုးခေါင်းတိုင်တွေတိုးလောင်ကန်းတွေနိုင်ရန်ကြားတွေမှာနေလေရှိပါတယ်။တိုက်ခံရရင်2နာရီကနေ8နာရီအတွင်းလက္ခဏာစပေါ်ပြီးရက်အနည်းငယ်ကြာရင်အသားပုတ်တာမျိုးဖြစ်နိုင်ပါတယ်။
ဒါပေမဲ့သတင်းကောင်းကတော့ဒီပင့်ကူတွေကလူကိုရံမမှုတတ်ပဲသူ့နာမည်အတိုင်းလူတွေနဲ့ဝေဝေးနေတတ်တာကြောင့်ပြင်းထန်တဲ့ကြိုက်ခံရမှုကအရန်ရှားပါတယ်။ Sydney Funnel Web Spider ဒီပင့်ကူကတော့ကမ္ဘာအကြောက်ရဆုံး Sydney Funnel Web ပင့်ကူဖြစ်ပါတယ်။ Sydney Funnel Web ပင့်ကူကဩစတြေးလျအရှေ့ပိုင်းမှာနေတဲ့အစိပ်ပြင်းထန်တဲ့ပင့်ကူမျိုးစိဖြစ်ပါတယ်။နာမည်တိုင်းပဲသူက Sydney မြို့ကနေမိုင်100အတွင်းမှာအများဆုံးတွေ့ရတတ်ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကကြီးမားပြီးတော့အနက်ရောင်ဒါမှမဟုတ်အပြာရောင်မှောင်မှောင်ဖြစ်ပြီးတော့ချောမွေ့နေတတ်ပါတယ်။သူတို့ကိုတစ်တုံးတွေအောက်နဲ့ဒေသန္တရအပင်တွေမှာအများဆုံးတွေ့ရပြီးစိုးစွတ်တဲ့သဲဆန်တဲ့နေရာတွေကိုကြိုက်နေတတ်ပါတယ်။ဒီပင့်ကူတွေမှာလူတွေအတွက်အလွန်အန္တရာယ်ရှိတဲ့အစိပ်ပြင်းတွေပါပါတယ်။စိတ်ဝင်စားစရာကအထီးတွေကအစိပ်ပိုပြင်းပါတယ်။သူတို့ရဲ့အစိပ်မှာ Delta Ultrotoxin လို့ခေါ်တဲ့ပစ္စည်းပါဝင်ပြီးတော့သားကောင်ကိုမလွတ်ဖဲအချိန်ချင်းကြိုက်တတ်တာကြောင့်အစိပ်အပြည့်ဝင်တာမျိုးဖြစ်လေရှိပါတယ်။ကြိုက်ခံရပြီးတနာရီတွင်လက္ခဏာစပေါ်လာတတ်ပြီးတော့ပင့်ကူရဲ့ကြီးမားတဲ့သွားကြောင့်အရန်နာကျင်ရပါတယ်။စိတ်ရဲ့လက္ခဏာတွေကတော့ကြွက်သားတွေတောင်တင်းတာအသက်ရှူကျက်တာစိတ်ရှုပ်ထွေးတာခေါင်းမူတာသတိအလွန်မင်းထွက်ခြင်းတွေသတိလေ့ခြင်းတွေဖြစ်နိုင်ပါတယ်။ဒီပင့်ကူကြိုက်တာကရေးပေါ်အခြေအနေဖြစ်ပြီးဆေးရုံကိုအမြန်ဆုံးသွားဖို့လိုပါတယ်။စိတ်ဖြည်စီရှိပေမဲ့အကောင်းဆုံးရလဒ်အတွက်အမြန်ဆုံးဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။စိတ်ဖြည်စီပေါ်လာပြီးတဲ့ကတည်ဆုံးမှုမရှိသေးပါဘူး။ Brazilian Wandering Spider ဒီပင့်ကူမျိုးစိတ်ကတောင်အမေရိကနဲ့ပူပိုင်းဒေသတွေမှာတွေ့ရတဲ့စိတ်ပြင်းထန်တဲ့ပင့်ကူဖြစ်ပါတယ်။ငပြောပင်တွေမှာအများဆုံးတွေ့ရတာကြောင့် Banana Spider လို့လည်းခေါ်ပါသေးတယ်။သူတို့ကရွယ်စားအားဖြင့်တော့9လက်မခွဲကျော်ထိကြီးထွားနိုင်ပြီးနက်မောင်နဲ့အစင်းကြောင်းတွေပါတဲ့အညိုရောင်ခန္ဓာကိုယ်နဲ့ဝင်းရင်းတူတဲ့အသွင်မြင်ကြောင့်အလွယ်တကူမှတ်မိနိုင်ပါတယ်။ဒီပင့်ကူတွေကညဘက်မှာတောထဲမှာလှည့်လည်သွားတာလေးရှိပြီးပင့်ကူအိမ်မရက်တက်တာကြောင့်နေကင်ဘက်မှာတော့ငပြောပင်တွေမှာအနားယူလို့ရှိပါတယ်။သူတို့ရဲ့သိပ္ပံနာမည်ကတော့ Greek ဘာသာစကားလူသက်သမားလို့အဓိပ္ပာယ်ရတဲ့အတိုင်းအသက်အန္တရာယ်ရှိတဲ့ပင့်ကူမျိုးစိတ်ဖြစ်ပါတယ်။ဒီဘရာဇီးပင့်ကူရဲ့အစိတ်ကကမ္ဘာအစိတ်အပြင်းဆုံးထဲမှာပါဝင်ပြီးတော့လူသေးဆုံးတဲ့အထိဖြစ်စေနိုင်တဲ့အနည်းငယ်သောပင့်ကူမျိုးစိတ်တွေကတစ်ခုဖြစ်ပါတယ်။သူ့အစိတ်ထဲမှာ PHTX3 လို့ခေါ်တဲ့အာယုံကြောအစိတ်တွေပါဝင်ပြီးတော့ကြိုက်ခံရပြီဆိုရင်ကြွက်သားတွေတောင်တင်းအသက်ရှူကျက်ပြီးနောက်ဆုံးမှာလှုပ်ရှားမရပဲအသက်ရှူလမ်းကြောင်းပိတ်တေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ဒါအပြင်ကြိုက်ခံရတဲ့နေရာမှာပြင်းထန်တဲ့နာကျင်မှုရောင်ရမ်းမှုတွေဖြစ်ပေါ်စေပြီးကြွက်တကောင်ကိုတစ်ချက်ထဲနဲ့အသက်သေစေနိုင်တဲ့အထိပြင်းထန်ပါတယ်။လက်တလောနှစ်တွေအတွင်းကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေမှာတေဆုံးမှုအချို့လည်းမှတ်တမ်းတင်ထားပါတယ်။ဒါပေမဲ့သတင်းကောင်းတစ်ခုကဒီပင့်ကိုကြိုက်တဲ့အခါ2%သောအချို့နေရာတွေမှာဒါအစိတ်ဖြည်စီလိုအပ်တယ်ဆိုတာပါပဲ။အကြောင်းကတော့သူတို့ရဲ့ပါဇက်ကသေးတာကြောင့်လူအည်ပြားတဲ့ကိုအစိတ်အများကြီးထိုးသွင်းဖို့ခက်ခဲလို့ပါ။ဒါကြောင့်ကြိုက်ခံရပြီဆိုရင်တော့မပေါ့စာပဲအမြန်ဆုံးဆေးကုသမှုခံယူဖို့တော့လိုအပ်မှာဖြစ်ပါတယ်။ကမ္ဘာအစိတ်ပြင်းဆုံးပင့်ကူလို့ပြောရမယ် 6-eye sand spider ကတော့နာမည်ကြီးသဲကန္တာရပင့်ကူဖြစ်ပါတယ်။ဒီပင့်ကူကတောင်အာဖရိကနဲ့ကန္တာရတွေမှာနေပြီးတော့ brown recluse ပင့်ကူတွေနဲ့မျိုးရင်းတူပါတယ်။သူ့ရဲ့သိပ္ပံနာမည်ကလူသက်သမားလို့အဓိပ္ပာယ်ရပြီးတော့လေ့လာမှုတွေအရသူ့အစိတ်ကကမ္ဘာပေါ်မှာပြင်းထန်ဆုံးပါပဲ။ဒီပင့်ကူကသဲထဲမှာတူပြီးသားကောင်ကိုရုတ်တရက်ထိုးကြိုက်တတ်ပါတယ်။သူ့အစိတ်ကစိုင်တိုတောက်ဆင်အမျိုးအစားဖြစ်ပြီးယုံတကောင်ကို9နာရီအတွင်းအသေးတတ်နိုင်ပါတယ်။သွေးကြောတွေကိုပါးစေပြီးအသားပုတ်စေနိုင်တဲ့အစွမ်းတတ္တိရှိပါတယ်။ကြိုက်ခံရရင်ပြင်းထန်တဲ့နာကျင်မှုပြုတ်အံမှုဗိုက်အောင့်တာတွေအရေပြားပုတ်တာတွေနဲ့သွေးယူတာတွေဖြစ်နိုင်ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်100အတွင်းလူကိုကြိုက်တဲ့ဖြစ်စဉ်2ခုသာမှတ်တမ်းတင်ထားပါတယ်။တယောက်ကလက်ဆုံးရှုံးခဲ့ရပြီးတော့တယောက်ကသွေးအလွန်အမင်းယိုစီးမှုကြောင့်တည်ဆုံးခဲ့ပါတယ်။သတင်းကောင်းတစ်ခုကဒီပင့်ကူတွေကလူတွေမနေတဲ့ကန္နာရတွေမှာသာနေတတ်တာကြောင့်လူကိုကြိုက်ဖို့တော့အခွင့်အလမ်းနေပါတယ်။ဒါပြင်အစိတ်ဖြည်စေလည်းမရှိသေးပါဘူး။သူ့အစိတ်ကမွေဟောက်အစိတ်လိုပဲပြင်းထန်တာကြောင့်ကမ္ဘာအန္တရာယ်အရှိဆုံးပင့်ကူအဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။မိတ်ဆွေတို့လည်းဒီအစိတ်ပြင်းတဲ့ပင့်ကူတွေနဲ့ပတ်သက်ပြီးတော့အမြင်လေးတွေရှိရဆိုရင်အောက်က comment တွေမှာဝင်ရောက်ဆွေးနွေးသွားကြဖို့ဖိတ်ခေါ်ပါတယ်။တူတာလီမြင်ပရိသတ်များအားလုံးအစိတ်ရှိတရားဝါတွေရဲ့အန္တရာယ်တွေကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကျွန်တော်တို့ channel ကနေဘုတူတာရစရာအကြောင်းအရာတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပြီးတော့အားပေးကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။